ဘဝမှာအခက်အခဲဆုံးအရာတစ်ခုကဆုံးရှုံးသွားတာမဟုတ်ဘူးဆုံးရှုံးသွားတဲ့အရာကိုဘယ်တော့မှပြန်မရနိုင်တော့ဘဝမှာဒီလိုမျိုးတွေဖြစ်ခဲ့ဘူးလား